အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ရောက်နေတာကတော့စုကိုဗစ်89လမ်းပေါ့နော်ကျွန်တော်ဒီ ONU လမ်းမကြီးပေါ်မှာရှိတဲ့ကိုစီစရီနာကရင်38ကိုရောက်နေရပဲဖြစ်ပါတယ်ဒီနေ့ဒီ project မှာ2 bedroom ကိုကျွန်တော်တို့ဈေးနှုန်း 3.5 million လောက်နဲ့ရနိုင်တယ်ဆိုလို့လာကြည့်ရပဲဖြစ်ပါတယ်ကျွန်တော်နဲ့တူတူတစ်ချက်လောက်လိုက်ကြည့်လိုက်ရအောင်project မှာဆိုရင်စုစုပေါင်း bearing 3လုံးပါဝင်မှာဖြစ်ပြီးတော့ bearing ABC ဆိုပြီးတော့ကျွန်တော်တို့ bearing C ကတော့ preferably ဖြစ်မှာပဲဖြစ်ပါတယ်ပြီးသွားပြီဆိုရင်ဒီ project မှာအားသာချက် facility အနေနဲ့ဆိုရင်24 hour အသုံးပြုလို့လည်းရအောင်မှာဖြစ်ပါတယ်ပြီးသွားရင်နောက်ထပ်တစ်ခုကကျွန်တော်တို့ဒီမှာဆို1 bedroom အခန်းအသေးလေးပေါ့နော် size အသေးဆိုရင်ကျွန်တော်တို့ 1.7 billion လောက်ကနေပြီးတော့စရပါတယ်ကျွန်တော်လည်းတစ်ချက်လိုက်ကြည့်လိုက်အောင်ခင်ဗျာဒီအခန်းမျိုးလေးတွေဆိုရင်1 bedroom 22.5 square meter ပေါ့နော်ဒီအခန်းလေးဆိုရင်ကျွန်တော်တို့ဈေးနှုန်းအပြင်1.7 million လောက်ပဲရှိတယ်ပြီးသွားရင်ဒီအခန်းကအခုမြင်တဲ့အတိုင်းပဲပေါ့နော်ဒီတချို့ဒီ show လုပ်ထားတာလေးတော့မပါဘူးဒါပေမဲ့ဒီ project ကအခန်းအားလုံး fully finished ရမှာပဲဖြစ်ပါတယ်ဆက်လက်ပြီးတော့ကျွန်တော်တို့ဒီ project မှာbase station နေနဲ့နေတယ်ဘေးနားပတ်ဝန်းကျင်မှာဘာတွေရှိလဲဆိုတော့ကျွန်တော်ရှင်းပြပေးပါမယ် MRT အနေနဲ့ဆိုရင် MRT Yellow Line Sinu Station ရဲ့ Serena Karin 38ရဲ့ကိုကျွန်တော် shuttle bus ရှိပါတယ်အကဲကျွန်တော်လမ်းလျှောက်ပြီးသွားမယ်ဆိုရင်လည်းကျွန်တော်တို့ under 15 မိနစ်အတွင်းနဲ့ကျွန်တော်ရအောင်သွားလို့ရပါတယ်ပြီးသွားရင်ကျွန်တော်တို့ဘေးနားမှာ shopping mall ရဲ့အနေနဲ့ဆိုရင် Sequon Square ရှိမယ်ပြီးသွားရင်ဒီဘက်မှာ Paradise Park ရှိမယ်ပေါ့နော်ဈေးရုံဈေးကန်းအနေနဲ့ဆိုရင် Cemetery Way hospital ရှိမယ်ပြီးသွားရင်ဒီဘက်အောက်နားမှာဆိုရင် college အနေနဲ့ Duzitani college ရှိပါမယ်ကျွန်တော်တို့ဒီ ONU area ဆိုတာကျွန်တော်မြန်မာလူမျိုးရေးအကြိုက်များတဲ့နေရာပဲဖြစ်ပါတယ်ဒီနားတစ်ဝိုက်မှာဆိုကျွန်တော်မြန်မာတိုင်းတွေလည်းအများကြီးရှိပါသေးတယ်ဆက်လက်ပြီးတော့ကျွန်တော်ဒီမှာဘာရှိသေးလဲထပ်ကြည့်လိုက်အောင်ဗျာဟုတ်ကဲ့ပါဒီ project လေးက payment timeline အနေနဲ့ဆိုရင်ကျွန်တော်တို့ 30% down payment ပေးထားပြီးတော့ကျန်တဲ့80% ကို project ပြီးသီးမယ်2029 quarter 4မှာသာပေးသွင်းရမှာဖြစ်ပါတယ်အဲ့တော့မိတ်ဆွေတို့ကကျွန်တော်တို့ ONU area မှာနေခြင်းနဲ့ပြီးတော့ဈေးလည်းအများကြီးမသုံးချင်ဘူးဆိုရင်တော့ဒီ project လေးကမိတ်ဆွေတို့အတွက်ဖြစ်ပါလိမ့်မယ်အဲ့တော့အသေးစိတ်သိရှိခြင်းနဲ့ဆိုရင်တော့ Alliance Thailand ကိုခုပဲဆက်သွယ်မေးမြန်းပြီးတော့စုံစမ်းနိုင်ပါပြီခင်ဗျာ